ရာဇဂိုမြို့ရဲ့အရှိတ်ဘက်ဝေဒကြီးကတောင်ဆိုတာရှိတယ်အဲ့ဒီတောင်နဘေးမှာတောင်ခပန်းမှာအိန္ဒသာလလို့အမည်ရတဲ့လှိုင်ကူကြီးရှိတယ်အဲ့ဒီလှိုင်ကူကြီးဘေးမှာနှစ်ဘဲပင်ကြီးတွေလည်းပေါက်နေတယ်လို့ဆိုတယ်အဲ့ဒီနှစ်ဘဲပင်ပေါက်တဲ့ဝေဒတောင်ရဲ့လှိုင်ကူကြီးထဲမှာတဘာဝအလျောက်ဖြစ်နေတဲ့မိုးလုံလေးလိုလှိုင်ကူကြီးထဲမှာမြတ်စွာဘုရားတည်င်းသုံးနေတာတရားမင်းကမြတ်စွာဘုရားကိုအဲ့ဒီချိန်မှာအင်မတန်ဖူးမြော်ခြင်းတယ်ဘာလို့ဖူးမြော်ခြင်းတာလဲဆိုတော့သူ့မှာအင်မတန်ကြီးကျယ်တဲ့ဆင်းရဲတွေစိုးရိမ်ခြင်းတွေပူလောင်ခြင်းတွေဖြစ်နေတာဘာလို့ဖြစ်တာလဲဆိုတော့သေရမဲ့နမိတ်၅မျိုးတရားမင်းကြီးမှာထင်နေတယ်တဲ့တာဝရိဏနတ်တွေသေတော့မယ်ဆိုလို့ရှိရင်သူတို့ပန်ထားတဲ့နတ်ပန်းတွေညှိုးလာတယ်သူတို့ဝတ်ထားတဲ့နတ်ဝတ်နတ်စားတွေနွမ်းလာတယ်သူတို့ရဲ့လက်ကတိကြားကချွေးထွက်လာတယ်နတ်ပြည်မှာမပျော်ဘူးပြီးတော့သူတို့ရဲ့ရုပ်ရှင်အင်္ဂါတွေလည်းပဲဖောက်ပြန်လာတယ်အဲ့ဒါလို့သေမဲ့နမိတ်၅မျိုးထင်းလာတော့တရားမင်းကသိတယ်သူကိုယ်သူငါတော့ဒီအင်မတန်ကြီးကျယ်တဲ့စီးစိမ်ကြီးကိုစွန့်ရတော့မှာပဲဒါကြောင့်အင်မတန်ပူလောင်တယ်အဲ့ဒီမှာ तू အကြီးအကျယ်ပူလောင်တယ်အကြီးအကျယ်စိတ်ဆင်းရဲတယ်အဲ့တော့ तू စဉ်းစားတယ်ဒီလောက်ကြီးကျယ်တဲ့စိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းနော်ဒီလောက်ကြီးကျယ်တဲ့ဒုက္ခမြတ်စွာဘုရားမှလွဲလို့ဘယ်သူမှငြင်းအေးစေမှာမဟုတ်ဘူးငါမြတ်စွာဘုရားဒီသွားမယ်ဆိုပြီးတော့ဘုရားဘယ်မှာသတင်းသုံးလဲလို့ သူ့ရဲ့နတ်တကူနဲ့ကြည့်တော့မြတ်စွာဘုရားဝိရိဒတောင်ညာအိန္ဒသာလလှိုင်ကူမှာသတင်းသုံးတာကို तू တွေ့တယ်အဲ့ဒီတော့ तू ဘာလုပ်လဲဆိုတော့ဘုရားဖူးဖို့အတွက်နတ်သားနတ်သမီးတွေအများကြီးခေါ်တယ်သူတယောက်တည်းသွားတာမဟုတ်ဘူးအများကြီးခေါ်တယ်အထူးသဖြင့်ပြင်စတိခတ်ခေါင်းဆောင်တဲ့နတ်တွေအများကြီးခေါ်တယ်ဘာလို့ခေါ်တယ်လဲဆိုတော့သူကလွန်ခဲ့တဲ့2ရက်3ရက်လောက်တုန်းကဘုရားသွားဖူးသေးတယ်ဗျအဲ့ဒီတုန်းကမြတ်စွာဘုရားကသူ့ကိုညံမရင်သေးဘူးဆိုပြီးတော့အတွေ့မခံဘူးဖလားသမပဝင်စားနေတာသူမြတ်စွာဘုရားကိုသွားပြီးတော့ဖူးမြော်ခွင့်မရပြန်လှည့်ခဲ့ရတာအဲ့ဒီမှာ तू မှားခဲ့သေးတယ်ဘုရားနာမှာအမြဲတမ်းဖူးမြော်နေတဲ့ဝတ္တဝနတ်မင်းကြီးရဲ့နတ်မိဘုရားဘူစတိဆိုတာရှိတယ်သူကတဂရကံအရိယာအဲ့ဒီနတ်သမီးကတဂရကံဆိုတော့ကာမဂုဏ်ကိစ္စတွေအင်မတန်နဲတဲ့အတွက်ကြောင့်အချိန်ပြည့်နီးဘုရားနာမှာရှိတယ်အဲ့ဒီဘူစတိနတ်သမီးကအဲ့ဒါတရားမင်းကဘူစတိနတ်သမီးကိုငါမြတ်စွာဘုရားရဲ့ခြေတော်အစုံကိုရှ िख ိုးဥချတဲ့အကြောင်းရှောက်လိုက်ပါလေလို့ပြောပြီးတော့ပြန်သွားတာအဲ့ဒါသူကစဉ်းစားတာတရားမင်းကငါဟာကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်မဟုတ်လို့မြတ်စွာဘုရားကငါ့ကိုအတွေ့မခံတရားမဟောတာနဲ့တူပါရဲ့ဒါကြောင့်နတ်သားနတ်သမီးတွေအများကြီးသာခေါ်သွားမယ်ဆိုရင်ဟောဒီတဲကတစုံတယောက်